မင်္ဂလာပါခင်ဗျာနေဇယ်မိုးလေဝသအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ22ရက်ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်အပြင်မှာလည်းနှွေးပူချိန်ကတဖြည်းဖြည်းမြင့်တက်လာသလိုမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဒီနေ့မနက်9:00နာရီမှာထုတ်ပြန်လိုက်တဲ့သတင်းတွေအရကျွန်တော်တို့ဘာတွေပြင်ဆင်ထားရမလဲဆိုတာအတူတူနားဆင်ကြည့်လိုက်ရအောင်ပဲဒီနေ့ရဲ့မိုးလေဝသအခြေအနေကိုကြည့်မယ်ဆိုရင်တော့ကပလီပင်လေပြင်းနဲ့ပင်ဂလာပင်လေအော်တောင်ပိုင်းတို့မှာတိမ်အသင်းဖြစ်ထွန်းနေပြီးကြံပင်လေအော်ဒီမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်မိုးရွာနိုင်ခြေကိုပြောရမယ်ဆိုရင်တော့ကချင်ပြည်နယ်မှာနေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ရွာရန်ရာခိုင်နှုန်းက80အထိရှိနေတာမို့ဒီဒေသကတုံ့ပြန်ခြင်းတွေအနေနဲ့ထီးလီတော်ဆောင်သွားဖို့လိုမယ်နော်ကျန်တဲ့တိုင်းနယ်ပြည်နယ်တွေမှာတော့တိမ်အသင်းပဲရှိမှာပါ။နွေရာသီရဲ့ထုံးစံအတိုင်းအပူချိန်ကတော့လျော့မသွားပါဘူး။နေပြည်တော်ရန်ကုန်နဲ့မန္တလေးအပါအဝင်တိုင်းနယ်ပြည်နယ်တော်တော်များများမှာအပူချိန်ကတိုးနေစေဖြစ်ပြီးနောက်နှစ်ရက်အတွင်းမှာလည်းနေပြည်တော်ရန်ကုန်မန္တလေးဘဲကူးမကွေးနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေအပူချိန်တွေအနည်းငယ်ထပ်တိုးလာနေပါတယ်။ဒါကြောင့်အပူဒဏ်ကိုတတိပြုကြဖို့နဲ့ရေများများတောက်ကြဖို့မမေ့ပါနဲ့ဦးဗျာပင်လယ်ပင်ခီးသွားမဲ့သူတွေအတွက်လည်းတရင်ကောင်းပါတယ်မြန်မာကိုင်းလိုတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာလိုင်းအမြင့်က4ပေကနေ6ပေလောက်ပဲရှိမှမို့လို့လိုင်းအသိန်းပဲရှိပါမယ်ခီးသွားလာဖို့အဆင်ပြေမဲ့အခြေအနေပါပဲခင်ဗျာကဲဒါကတော့ဒီနေ့အတွက်မိုးလေဝသသတင်းနှစ်ချုပ်ပဲဖြစ်ပါတယ်အားလုံးပဲအပူဒဏ်ကနေကင်းဝေးပြီးတာယာအေးချမ်းတဲ့နေလီတနေ့ကိုပိုက်ဆိုင်နိုင်ကြပါစေအခုလိုနေစဉ်မိုးလေဝသအခြေအနေတွေကိုလမ်းမလွတ်တမ်းသိရအောင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်နော်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။